စက်တင်ဘာလ19ရက်နေ့မှာတေချာတလောက်ဖြစ်နေပြီဖြစ်တဲ့ဗန်နဲ့ပန်တိုဂျာတို့ရဲ့ချန်ပီယံကားပတ်လူပွဲစက်တင်ဘာလ19ရက်နေ့မြန်မာစံတော်ချိန်အရစက်တင်ဘာလ20ရက်နေ့မှာကျင်းပမဲ့ UFC 331ပြိုင်ပွဲမှာမြန်မာကုံဆောင်ဖိုက်တာဂျိုရှူဝါဗန်နဲ့အလက်ဆန်ဒါပန်တိုဂျာတို့ရဲ့မကြေပွဲကိုဒုကောင်ပွဲအဖြစ်ကျင်းပသွားဖို့တေချာတလောက်ရှိနေပါပြီ။လက်ရှိအချိန်ထိ UFC ဘက်ကတရားဝင်ကြေညာချက်တော့မထုတ်ပြန်သေးပါဘူး။ဒါပေမဲ့ UFC နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကဒီပွဲအကြောင်းကိုစက်တိုက်ဖော်ပြနေကြသလိုပန်တိုဂျာကိုယ်တိုင်ကလည်းမကြခင်မကြေပွဲထိုးသက်တော့မဲ့အရေးအယောင်တွေကိုလူမှုကွန်ရက်မှာတင်လာတာကြောင့်ဒီပွဲဖြစ်လာဖို့အလွန်နှိစက်နေပြီလို့သတ်မှတ်နိုင်ပါတယ်။ပုံမှန်အားဖြင့် UFC ဟာဖလိုင်းဝိတ်တန်းပွဲတွေကိုကိုမိန်းအီဗင့်နေရာပေးလို့မရှိသလိုဒီဝိတ်တန်းဟာအခြားဝိတ်တန်းတွေလောက်ပရိသတ်စိတ်ဝင်စားမှုမရရှိတတ်ပါဘူး။ဒါပေမဲ့အသက်24နှစ်သာရှိသေးတဲ့ဂျိုရှူဝါဗန်ပေါ်ထွက်လာပြီးနောက်ပိုင်းတစ်နှစ်အတွင်းမှာပဲပြိုင်ဘက်တစ်ယောက်ကိုအနိုင်ယူပြီးသူ့ရဲ့အရေးသွေးကိုတက်တည်ပြနိုင်ခဲ့ပါတယ်။ပထမဆုံးပန်တိုဂျာနဲ့တွေ့ဆုံခဲ့တဲ့ပွဲမှာတော့ပန်တိုဂျာရဲ့လက်တံရကြောင့်ဗန်ရဲ့အနိုင်ရလက်ကမပြတ်သားသေးဘူးဆိုတဲ့ဝေဖန်သံတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာဂျိုရှူဝါဗန်ကသူ့ရဲ့လက်စွမ်းကိုထပ်ခါတလဲလဲပြသနိုင်ခဲ့ပြီးUFC ကနာမည်ကြီးဖိုက်တာတွေနဲ့ကမ္ဘာတဝန်းကပရိသတ်တွေအထိဂျိုရှူဝါဗန်ရဲ့ပွဲဆိုရင်ကြည်ကောင်းမှာပဲလို့အတိအမှတ်ပြုလာကြပါတယ်။ဒါကြောင့်လဲ UFC ကအခုလိုကိုမိန်းအီဗင့်နေရာကိုယုံကြည်ပေးအပ်လိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံသားဖိုက်တာတယောက်အနေနဲ့ UFC ရဲ့ပွဲကြီးတစ်ပွဲမှာကိုမိန်းအီဗင့်အဖြစ်ထိုးသက်ခွင့်ရတာဟာအလွန်ရှားပါတဲ့သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်ပြီးကျွန်တော်တို့ဘဝတစ်လျှောက်မှာနောက်တစ်ကြိမ်ထပ်တွေ့ရဖို့မလွယ်ကူတဲ့အခိုက်အတန့်တစ်ခုလည်းဖြစ်ပါတယ်။အကယ်၍ဂျိုရှူဝါဗန်အနေနဲ့ဘရာဇီးပရိသတ်တွေရဲ့အားပေးမှုအပြည့်အဝရရှိထားတဲ့ပန်တိုဂျာကိုဒီကိုမိန်းအီဗင့်ပွဲမှာထပ်မံအနိုင်ရယူနိုင်ခဲ့မယ်ဆိုရင်တော့မြန်မာအားကစားသမိုင်းမှာကမ္ဘာအဆင့်သမိုင်းတစ်ခုကိုရေးထိုးနိုင်မဲ့အခွင့်အရေးကြီးတစ်ခုဖြစ်လာမှာအသေးချာပဲဖြစ်ပါတယ်။ပရိသတ်တို့ရောဗန်အနေနဲ့ပန်တိုဂျာကိုနိုင်ယူဖို့လွယ်ကူပါမလားအမြင်လေးတွေပြောသွားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်